ပြာရောက်ချေသောကောင်းကင်ကြီးမှာခြေတွေဆုံးလင်းသောညရဲ့လာမှာပြည်တော်ဝင်သောသပ်ပေါတကားဝဲပြည့်စက်သည်ဆိုသောဒေလေးရှာမေ我说的耶，我说嘞，看没啊？双子你嘞，手干那趟那多家民家吧，一边。明年对家吧比。比那瓦萨七婆子呢，没事别要讲这边。好这边啊？你妈啥这边你看嘛咯？俺从面那来什么嘛吧？这个啥空隙的个边？啥可能你晓得吧？好这边。可嘞没事别当你家进边。手干那趟那店家多来面拉多呀。好这边。对家吧比。对家吧比。他叫要家的公民那叫你算啥的呀？去没把比度那个3个边对4亿呢？
ပန်းပမလမ်းပြကဘေးမတီဖို့တင်းတီသွားပြီလားဗျာ ဟုတ်ပါဗျာရေဟုတ်ပါဗျာ ဒါဆိုလဲနှလုံးသားကအပြုံးစကားဘာပြောကြမလဲရေလို့သောတနာဆင်နေကြသေးလား ဟုတ်ကဲ့ဗျာ အေးဒါဆိုခင်ဗျားတို့ကျုပ်တို့နောက်ဆုတ်ပုတ်တညီလေးရဲ့နှလုံးသားကအပြုံးစကားနာကြားကြပါစို့လားဗျာ ကြားကြပါစို့လေ ဖြစ်စသည်ငါဘာကိုဖြင့်ခါဝေပစိုးလုံးမြဲရလိမ့်မယ်ဦးတို့ရေဖြစ်စသည်ငါဘာကိုစောင်းလာနေတခွဲသားလုံးကခါဝေပစိုးလုံးမြဲအောင်ထင်းရမယ်မို့လားဗျမြဲပါထင်းရမှာပေါ့သားတို့စောင်းလာနေတခွဲသားလုံးကရိတ်အဝါတော့အောင်မှာနေကြတဲ့အခွဲသားမို့လားဗျ ဟုတ်သမီးပါဗျာ အဲ့ဒီတော့သားတို့ကသူများအိတ်ထက်ပို့ပြီးတော့ပြစ္စတိ၅ပါးကိုလွန်အောင်ထင်းရမယ် ဟုတ်ပါဗျာ ပြစ္စတိ၅ပါးကိုဖြင့်ခါဝေပစိုးလို့မြဲရလိမ့်မယ်ဖယားရဲ့တရားရဲ့သံဃာရဲ့အမိဖဆရာသခင်ကျေးဇူးရှင်ဝိသရုဆရာတော်အပေါင်းရဲ့စွမ်းသာနီးဖွဲ့တော်သားကဲကြောက်မယ် ဟုတ်ကဲ့ တဲ့ချင်းတဲ့ချင်းတဲ့ချင်း တော့ဒါဒီမှာတန်းတိုင်းဖြစ်နေပြီလေတန်းတိုင်းဖြစ်နေပြီဟုတ်လေ ဒီနေ့ကိုဘယ်နှချင်းရှင်ခုံးရမှာလဲ သုံးချိန် တိတ်ကိုရမယ် သုံးချိန်ပြရအောင် တဲ့ချင်းတဲ့ချင်းတဲ့ချင်း အေးဒီမှာဗရိတ်ပေါက်သွားပြီသားရဲ့ဗရိတ်ပေါက်သွားပြီ ဒါရေ3ချိန်ပြည့်အောင်ကြောကွယ်ဒီလက်တွေကဘာလို့အောင်မသိဘူး သားရဲ့နှစ်ချိန်နဲ့မဟုတ်ဒါပြီးတော့ဥတ္တပြော တဲ့ချင်းတဲ့ချင်းသုံးချင်းမြောက်အောင်တရဏံကိုယ်ွယ်ရဟု၍ကိစ္စမရှိခိုးကြောပါ၏ရှိခိုးကြောပါဘာလို့ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဘာလို့စောင်းလာနေတပင်အပွဲလုံးကြီး ဟုတ်ကဲ့ဟုတ်ပါလားဟုတ်တယ် အဲ့တော့သားတို့သက်သမီးကအောင်ကိုအောင်ရမယ်ဗျာ အောင်ပါဗျာပြည့်အောင်လေးကိုစောင်းရမယ်စွမ်းစာနီတပင်းအဖွဲသွားလုံးအောင်စီရမယ် အောင်ရမယ် ကဲဆူတောင်းမိမယ် ကဲဆိုပါဗျာ အောင်ပါစေသော အောင်ပါစေတော့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  အောင်သေးတု 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 အောင်စေး အောင်သေး ပိုင်စေး ပိုင်စေ နိုင်စေး နိုင်စေ ဒါမို့သူကဘာအဲ့လိုပြိတ်မှရတယ်သူက အာရောချံပရမန်လာပန်တကြီးလေးပါမျှတာသောခန္ဓာကိုယ်အသိနဲ့လိုရင်ဆန္ဒတစ်လုံးတော်ကြီးပြည့်စုံနိုင်ကြပါစေ ကံဖို့ရှိပါခင် ဝါရှိလိုက်တာဗျာခြေစမ်းအောင်ပရိသတ်ဘိုလ်ရိုသေးနဲ့မေတ္တာပို့တာသွားတယ် ဟုတ်တယ် ခြေစမ်းမောင်အဲ့လိုမင်းသားစွမ်းစံတဲ့လေးကိုကြည့်ပြီးတော့ ဟမ် ငါကွာငါဖေငါအရင်စိတ်လာတယ် ဘာဖြစ်လို့လို့ ကျွန်တော်အဖေကိုပြောတယ်လေအဖေရဲ့ဟောဒီလိုစွမ်းစံနေလေးလို့ရုပ်ချောချောမင်းသားကျော်လေးမွေးထုတ်ပေးလိုက်ပါဆိုတာဘက်နဲ့လူပြက်ရုပ်ကြီးမွေးထုတ်ပေးလိုက်လေမသိ